အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ local gaming page ရဲ့ founder တီတိုပဲဖြစ်ပါတယ်ဒီနေ့ video မှာကျွန်တော် PUBG Mobile နဲ့ပတ်သက်ပြီးတော့ကျွန်တော်3ခုကိုဖော်ပြပြီးတော့မှပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ PUBG Mobile နဲ့ Baby Monster ရဲ့ collaboration ကိုကြည့်ရမှာဆိုရင်မနေ့က game ထဲမှာတွေ့မြင်ရတာမျိုးရှိပါတယ် Baby Monster fan တွေတို့ကတော့လုံးဝ share ပဲဖြစ်ပါတယ်ဒီနေ့တိုင်းပထမဆုံး UC short နဲ့ဆိုရင်တော့10 UC နဲ့ရမှာဖြစ်ပြီး short ပေါ့ဆိုတော့40 UC နဲ့ရမှာဖြစ်ပါတယ်တန်တော့လည်းအလိုပါပဲရှော့စင်းနဲ့ဆိုရင်တော့360 UC နဲ့ရမှာဖြစ်ပြီးရှော့စင်းပေါ့ဆိုရင်တော့400 UC နဲ့ရရှိမှာပဲဖြစ်ပါတယ်။ရ event ချိန်ကိုပြောရမယ်ဆိုရင်တော့21ရက်17လနေပြီးတော့31ရက်12လထိသွားမှာပဲဖြစ်ပါတယ်။ Baby Monster နဲ့ပတ်သက်ပြီးတော့မှ outfit 9ထည့်တောင်တွေ့မြင်ရပါတယ်။ပြီးတော့ဒီက outfit တွေအပြင်ဒီက hack gear တွေ emote တွေကိုပါတွေ့မြင်ရတာမျိုးရှိပါတယ်။ emote တွေကိုကြည့်ရမယ်ဆိုရင်လည်းစိုးလို့ပြောလို့ရပါတယ်။ mic ပါတယ်တချင်းကြီးပါတော့မှတခါရဲပါပြီးသားပဲဖြစ်ပါတယ်။ကားတွေ emote တွေပဲဖြစ်ပါတယ်။တကယ်ကျွန်တော်အနေနဲ့လည်းဒီက emote နဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲပေါ့ဗျာပြီးရင်တော့ဒီကကျွန်တော် vice pad တွေကိုလည်းတွေ့မြင်ရတာမျိုးရှိပါတယ် vice pad 6ခုတွေ့မြင်ရပါတယ်ဒီက vice pad တွေနဲ့ပတ်သက်ပြီးတော့လည်းငွေချင်းတို့နေဘယ်လိုမြင်လဲပေါ့ဗျာဒီက baby monster collaboration နဲ့ပတ်သက်ပြီးတော့ငွေချင်းတို့နေဘယ်လိုမြင်လဲပေါ့ဗျာ comment မှာတစ်ချက်လောက်ဆွေးနွေးသွားလို့ရပါတယ်ဒါကတော့တကယ်ကျွန်တော်အားလုံးမစောင့်မျှော်နေကြရွှေအောင်မဲပုံပဲဖြစ်ပါတယ်ဒါဆိုရင်ဘာကြီးပါဝင်လာမလဲကျွန်တော်တစ်ချက်လောက်သွား show ကြည့်အောင်ဗျာ let's goကျွန်တော်ဒီ upgrade game အနေနဲ့တော့ဒီက game ပဲဖြစ်ပါတယ်ဒီက game ကိုကျွန်တော်လုံးဝမကြိုက်ပါဘူးတကယ်ကျွန်တော်နေလဲကြိုက်လားဆိုတာလည်းမသိပါဘူးဒါပေမဲ့လည်းတော်တော်များများမကြိုက်ကြဖို့မြင်ရပါတယ်တော်တော်လေးကိုဆိုးဆိုးရွားရွားပဲပေါ့ဗျာကျွန်တော်ကတော့လုံးဝကိုမကြိုက်ပါဘူးဗျာတကယ်ကျွန်တော်ကြိုက်လားဒါကတော့သူ့ level max ပုံစံပဲဖြစ်ပါတယ် level max ပုံစံကတော့မဆိုးပါဘူးဒါပေမဲ့ကျွန်တော်ကတော့မကြိုက်သေးပါဗျာခင်ဗျာတကယ်ကျွန်တော်လည်းကြိုက်လားဆို comment မှာမျှဝေသွားလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့လုံးဝမကြိုက်ကြပါဘူးလူတွေများလည်းကြိုက်မယ်လို့မထင်ပါဘူးဗျာဒါကတော့ you can skin မဖြစ်ပါတယ် strawberry ice cream theme သုံးပေးထားပါတယ်ဒါကတော့ hack gear ပဲဖြစ်ပါတယ်ထုံးစံတိုင်း ice cream theme နဲ့သုံးပေးထားပါတယ်ဒါ outfit ပါ ice cream theme နဲ့သုံးပေးထားပါတယ်ဒါကျွန်တော်နေနေရရွှေအောင်မဲမောင်ကိုကြိုက်လားမကြိုက်ဘူးလားဆိုတော့လေ comment မှာမျှဝေသွားလို့ရပါတယ်ကျွန်တော်ကတော့ဒီက outfit လေးကိုတော့ရရင်တော့ယူမယ်ပေါ့ဗျာမစိုးဘူးလို့ပြောလို့ရပါတယ် hack gear လေးရလေမစိုးဘူးလို့ပြောလို့ရပါတယ်ဒီမှာကျွန်တော်တစ်ချက်ကန်ဆန်းပြပြီးပါမယ်ဗျတော့တပုံးမဲ့ကန်ဆန်းပြပြီးမှာပါကျွန်တော်မှာရွှေအောင်မဲမောင်19ပုံရှိပါတယ်ဘာလေးရမလဲဆိုတော့က saver ကင်မဲ့ရပါတယ်တကယ်ကျွန်တော်နေနေရွှေအောင်မဲပုံကိုမကြိုက်ဘူးဆိုရင်တော့လက်တွေပါနေမရကြဘူးအတွက်လည်းကျွန်တော်တတိပေးလို့ပါတယ်ဗျရွှေအောင်မဲပုံနေစူတာပါရွှေအောင်မဲပုံနေရခတ်ပါတယ် PUBG Mobile ရဲ့ PMGC World Cup အတွက်အမိုက်စား event တစ်ခု game ထဲမှာရောက်ရှိလို့လာပါပြီဒီကဥစ္စာလေးကိုဖွင့်လိုက်တာနဲ့အမိုက်စား animation တစ်ခုနဲ့အတူကျွန်တော်တို့ PMGC စင်ကြီးပေါ်ကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်ဒီမှာဆိုတကယ်ကျွန်တော်အနေနဲ့ဒီက PMGC World Cup ကိုယူတဲ့ပုံစံမျိုးသူကသုံးပေးထားပါတယ်မစိုးလို့ပြောလို့ရပါတယ်လာပါတယ်မိုက်ပါတယ်ကျွန်တော်ကတော့ကြိုက်ပါတယ် I need a side scope.ရနေပြီးတော့လည်းဗျာဒီဓာတ်ပုံတွေပါတယ် share ရလို့ရပါတယ်ပြီးဒီဓာတ်ပုံတွေပါတယ်နဲ့ wall ပြပါတယ်ထားလိုက်မယ်ဆိုရင်တော့လုံးဝကို land track ခေါ်နေမှာပဲဖြစ်ပါတယ်ဒီနေ့ video လေးတော့လောက်ပါပဲကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ဒီ video ကို like and subscribe လုပ်ခဲ့ကြတယ်အားလုံးကိုမြတ်တဲ့လက်ခံနေပါကြဒီနေ့တော့လောက်ပါတော့အားလုံး bye bye guys